ကိုပဲအပြစ်ပုံကမပြောရဘူးကွယ်ကြုံဆုံးလာသမျှအကောင်းအဆိုးငါလက်ခံခဲ့ချွေစရင်ပြရတဲ့အချုံမြိတ်ဆုံးဘဝရဲ့နေရဲ့အကျိုးရှိဆုံးနဲ့ငါကြိုးစားဖြစ်တတ်မယ်ခါတလေလေဘဝဆိုတာကိုရှုံးပေးလိုက်ခြင်းတဲ့နာကျင်တလေအစင်မပြေတလေအမြဲကြုံစေကြိုးစားထားသမျှအရာမထင်လားပူလောင်မှုဒုက္ခစီရင်နဲ့ဘဝရဲ့ခရင်ကိုငါဘယ်လိုဖြတ်တမ်းမလဲရေစလာဘယ်လိုပင်တန်တန်ခဲထန်တဲ့မုန်တိုင်းကြအယိုးတွေချီအရှိတွေခံလဲနွားမတေထုံမချိုးတဲ့ရွေးလေငါရှင်သာနေမယ်ရှိနေအောင်အိမ်မကုန်းဆုံးတဲ့ရွေးလေငါလောကတော်မဲ့ဆုံးတီဘဝခင်ခါတလေလေဘဝဆိုတာကိုရှုံးပေးလိုက်ခြင်းတဲ့နာကျင်တလေအစင်မပြေတလေအမြဲကြုံစေကြိုးစားထားသမျှအရာမထင်လားပူလောင်မှုဒုက္ခစီရင်နဲ့ဘဝရဲ့ခရင်ကိုငါဘယ်လိုဖြတ်တမ်းမလဲကံကိုပဲအပြစ်ပုံကမပြောရဘူးကွယ်ကြုံဆုံးလာသမျှအကောင်းအဆိုးငါလက်ခံခဲ့ချွေစရင်ပြရတဲ့အချို့မြိတ်ဆုံးဘဝရဲ့နေရဲ့အကျိုးရှိဆုံးနဲ့ငါကြိုးစားဖြစ်တတ်မယ်ရေစလာဘယ်လိုပင်တန်တန်ခဲထန်တဲ့မုန်တိုင်းကြအယိုးတွေချီအရှိတွေခံလဲနွားမတေထုံမချိုးတဲ့ရွေးလေငါရှင်သာနေမယ်ရှိတဲ့အောင်အိမ်မကုန်းဆုံးတဲ့ရွေးလေငါလောကတော်မဲ့အဆုံးတီဘဝခင်ခေါ်တဲ့လောကတာတရား Oh yes Allah ဘယ်လိုပင်တန်တန်ခဲထန်တဲ့မုန်တိုင်းကြအယိုးတွေချီအရှိတွေခံလဲနွားမတေထုံမချိုးတဲ့ရွေးလေငါရှင်သာနေမယ်ရှိနေအောင်မကုန်းဆုံးတဲ့ရွေးလေငါလောကတော်မဲ့ဆုံးတီဘဝခင်ရှိစိန်ခေါ်တဲ့လောကတာ